မင်္ဂလာပါခင်ဗျဒီနေ့တော့ကျွန်တော်တို့ Thomas Erickson ရဲ့ Surrounded by Setbacks စာအုပ်ထဲကအကြောင်းအရာလေးတွေကိုနည်းနည်းဆွေးနွေးကြည့်ကြရအောင်ဟုတ်ကဲ့မင်္ဂလာပါဘဝမှာတော့အစမပြေတာတွေအခက်အခဲတွေကြုံရမှာပဲလေဒါပေမဲ့ဒီစာအုပ်ကအဲ့ဓာတွေကိုအောင်မြင်မှုစီတွန်းပို့ပေးမဲ့အခွင့်အလမ်းအဖြစ်ဘလို့ပြောင်းလဲမလဲဆိုတာကိုအဓိကပြောထားတာပေါ့နော်ဟုတ်ပါတယ်စာရေးသူအဓိကအလေးပေးထားတာတခုကကျမတို့တတိထားမိတာကတော့တီးနေုံနဲ့မပြီးဘူးဆိုတာပဲတကယ်ကိုလက်တွေ့လုပ်ဖို့အတုံးချဖို့လိုတယ်ဆိုတဲ့အပိုင်းကိုသူကတော်တော်လေးပြောထားတယ်ဟုတ်ကဲ့အဲ့ဒါအရေးကြီးတယ်နော်ဆိုတော့ဒီနေ့ကျွန်တော်တို့ဆွေးနွေးမှုကနေအဓိကရည်ရွယ်တာကအစစ်မပြေမှုတွေကိုမြင်တဲ့ပုံစံလေးတွေပြောင်းသွားဖို့ပြီးတော့ကိုယ်ဘဝမှာချက်ချင်းပြန်အတောင်းချလို့ရမယ်နီလန်ကောင်းတယ်စိတ်သက်ပိုင်းဆိုင်ရာပြောင်းလဲမှုလေးတွေအကြောင်းတီးသွားဖို့ပါပဲမှန်ပါတယ်အတိပညာကိုလက်တွေ့မှာဘယ်လိုချိတ်ဆက်မလဲဆိုတာအဓိကပဲလေကောင်းပါပြီဒါဆိုပထမဆုံးအချက်အနေနဲ့ကျွန်တော်တို့တာဝန်ယူမှု responsibility အကြောင်းစပြောကြရအောင်စာရေးသူကကိုလှုပ်လိုက်တဲ့အရာတွေအတွက်တည်းမဟုတ်ဘူးနော်ကိုမလှုပ်ဖြစ်ခဲ့တဲ့အရာတွေပြီးတော့ဖြစ်လာတဲ့အခြေအနေတွေပေါ်မှာကိုဘယ်လိုတုံ့ပြန်တယ်လဲဆိုတာတွေအတက်ပါတာဝန်ယူမှုအရေးကြီးတယ်လို့ဆိုတယ်အဲ့ဒါလေးကနည်းနည်းတော့စဉ်းစားစရာပဲဥပမာသူပေးထားတာလေးတစ်ခုရှိတယ်လေ interview သွားတာနောက်ကျသွားတယ်ဆိုပါစို့လမ်းပေးနေတာကိုအပြစ်တင်လို့ရပါမယ်ကိုကအချင်းပိုယူပြီးကြုံမထွက်ခဲ့တာမျိုးပြီးတော့နောက်ကျလို့စိတ်တော်တာထွက်ပြီး interview ခန်းထဲရောက်တော့ပုံမှန် performance မရတော့တာမျိုးကကိုယ့်ရဲ့တုံ့ပြန်မှုနဲ့ကိုယ်တာဝန်ယူမှုနဲ့ဆိုင်သွားပြီပေါ့ဟုတ်ကဲ့အဲ့လာရန်အရေးကြီးတဲ့ချက်ပါကိုအဲ့လိုတာဝန်ယူလိုက်ကနေသူများကိုလက်ညှိုးထိုးတာလေအပစ်တင်တာလေမကြေမနက်ဖြစ်နေတာတွေကအလိုလိုရက်သွားတော့ဟုတ်တယ်အဲ့ဒီအစားโอเคဒါကတော့ဖြစ်သွားပြီအခုငါဘာဆက်လို့ရမလဲဆိုရယ်ပြဿနာကိုဖြေရှင်းတဲ့ဘက်ကိုဦးတည်သွားစေတယ်ဆိုတော့အမြင်လေးပြောင်းသွားတာပေါ့နော်ကိုမထင်းချုံနိုင်စွာပြန်ရှိလာတယ်လို့ခံစားရတယ်မှန်ပါတယ်ညီညွတ်နေမိအစားဖြေရှင်းဖို့အာရုံစိုက်လိုက်တာပေါ့နောက်တစ်ချက်ကအခက်အခဲတွေကိုရှုမြင်တဲ့ပုံစံ perspective နဲ့ဇွဲ persistent ရှိဖို့ပါအစင်မပြေမှုကြုံတိုင်းကဘာကြီးပြတ်တော့မလို့ခံစားနေစရာမလိုဘူးလို့သူကပြောတယ်သူကစိတ်ဝင်စားစရာ scale လေးတစ်ခုပေးထားတယ်အမှတ်ပေးခိုင်းတာမျိုးလားဟုတ်တယ်အခက်အခဲတွေကိုအမှတ်1ကနေ100အထိအဆင့်သတ်မှတ်ကြည့်ဖို့ပေါ့ကဘာပြက်ကကြီးစိုက်ကာကအမှတ်100ဆိုရင်ကိုနေ့စဉ်ကြုံနေကြကော်ဖီမောက်တာတို့ email တစ်စောင်နောက်ကြတာတို့ကြတော့အမှတ်ဘယ်လောက်ပဲရှိမလဲပေါ့ဟုတ်ကဲ့အဲ့လိုတွေးကြည့်လိုက်ရင်တော်တော်များများကအမှတ်နဲ့လေးဖြစ်နေတာတန်နော်အဲ့ဒါပေါ့ကိုထင်တယ်လို့မစိုးဘူးဆိုတာမြင်လာစေတယ်ဒီတော့အဲ့ဒီရှုမြင်ပုံနဲ့ဆက်ဆက်နေတာကဇွဲရှိဖို့လိုအပ်ချက်ပဲဟုတ်ကဲ့ဇွဲနဲ့ဘက်ကပြီးသူကအတိတ်တစ်ခုသင်ယူတဲ့အခါဒါမှမဟုတ်လုပ်ငန်းတစ်ခုစလုပ်တဲ့အခါကြုံရတဲ့စိတ်ခံစားမှုနဲ့ကျွမ်းကျင်မှုအဆင့်၄ဆင့်ကိုရှင်းပြထားတာရှိတယ်လေဟုတ်ကဲ့အဆင့်1မှာဆိုရင်စချင်းဆိုတော့ဆရာထက်တန်မှုကအမြင့်ဆုံးဒါမဲ့ကျွမ်းကျင်မှုကနိမ့်နေတုံးပေါ့ပြီးတော့အဆင့်2ရောက်လာတော့အဲ့ဒီမှာစိတ်အားထက်တန်မှုရောကျွမ်းကျင်မှုရောနှစ်ခုလုံးကျသွားတဲ့အချိန်အဲ့ဒါအခက်ဆုံးအချိန်လားဟုတ်ကဲ့စာရေးသူကအဲ့ဒါကိုအန်ဒီရဲ့ zone danger zone ကောင်တုံးထားတယ်လူအများစုကအဲ့ဒီအချိန်မှာလက်လျှော့လိုက်ကြတာများတယ်ပေါ့ဒါမဲ့သူကဘာပြောလဲဆိုတော့ဒီလိုဖြစ်တာကလုံးဝပုံမှန်ပဲတယ်ဒါကိုကြိုသိထားရင်နားလည်ထားရင်ဇွဲရှိနဲ့စက်ကြိုးစားဖို့အများကြီးအထောက်အကူပြုတယ်ဟုတ်ကဲ့ဒီအဆင့်ကိုကြော်နိုင်ရင်ရှေ့ဆက်လို့ရပြီပေါ့အဲ့ဒီအဆင့်ကိုကြော်နိုင်ရင်အဆင့်3မှာကျွမ်းကျင်မှုတက်လာမယ်စိတ်အားထက်သန်မှုကနှိမ့်နေသေးပေမဲ့ပေါ့နောက်ဆုံးအဆင့်4ရောက်ရင်ကကျွမ်းကျင်မှုရောစိတ်အားထက်သန်မှုရောမြင့်တက်ပြီးအရှိန် momentum ရသွားပြီပေါ့လေအဲ့ဒီအဆင့်ဒီကိုတည်ထားတော့ကိုအားဖေးလို့ရတာပေါ့နော်ငါအခုအဆင့်နဲ့မှရောက်နေတာဒါပုံမှန်ပဲဆက်လို့ရင်ကြော်တော့မှဆိုတဲ့အသွေးမျိုးပေါ့စာရေးသူရဲ့ dyslexia ရှိတဲ့စာရေးဆရာသူငယ်ချင်းဥမာလို့ပေါ့သူ့အခက်ခဲကသူ့ကိုအသားစီးမဖြစ်စေရဘူးဆိုပြီးဇွဲနဲ့ကြိုးစားခဲ့တာဟုတ်ပါတယ်အဲ့လိုဇွဲရှိဖို့ဆိုရမှာကိုယ့်ရဲ့ပတ်ဝန်းကျင် environment ကလည်းအရေးကြီးတယ်ပြီးတော့ကိုရွေးချယ်တဲ့လှုပ်ဆောင်ချက် action တွေကလည်းအရေးပါလဲလို့သူကဆက်ပြောထားသေးတယ်ပတ်ဝန်းကျင်ကဘယ်လိုမျိုးအေးပါတာလဲခဏသူက Lazyville နဲ့ Winnerville ဆိုပြီးနေတာနှစ်ခုကိုပုံဖော်ပြီးနှိုင်းယှဉ်ပြထားတာလေးသဘောကျဖို့ကောင်းတယ် Lazyville ဆိုတာကဘာမှမလုပ်ပဲအချိန်ဆွဲတက်တောင့်တတဆုံးထဲမှာပဲနေချင်တဲ့သူတွေစုနေတဲ့နေရာမှာလေပေါ့ဟုတ်ကဲ့ procrastination town လို့မျိုးလားအဲ့လိုမျိုးပေါ့ Winnerville ကတော့စန့်ကျင်ပဲ
အမြဲတကြွတယ်လှုပ်ဆောင်မှုတွေရှိတယ်တိုးတက်ဖို့ကြိုးစားတယ်တယောက်နဲ့တယောက်အပြန်အလှန်ထောက်ပံ့ကူညီကြတယ်ပေါ့လေ ဆိုလိုတာကကိုယ့်ကိုအောက်ဆွဲချမယ်အချင်းဖြုံးစီမယ်ပဝင်းကျင်မျိုးလူမျိုးတွေကိုရှောင်ပြီးတော့ကိုယ်တိုးတက်မှုအတွက်အားပေးတယ်မှန်ကန်တဲ့ပဝင်းကျင်ကိုရွေးချယ်ဖို့လိုတယ်ဆိုတာသဘောပေါ့နော် အတိကြော့ပါပဲပဝင်းကျင်မှန်ဖို့လိုတယ်လို့ကိုလှုပ်ဆောင်တဲ့ຢာတွေကလည်းမှန်ဖို့လိုတယ်။ तू ကမှန်ကန်တော့လုံငန်းတာဝန်များ right task ဆိုတာကိုခွတ်ချတည်ပြီးအဲ့ဒါဒီကိုအာယုံဆိုင်လှုပ်ဆောင်ဖို့အရေးကြီးကြောင်းပြောထားတယ် ဟုတ်ကဲ့ကိုယ့်အတွက်တကယ်အရေးပါတဲ့အလုပ်ကိုရွေးပြီးအာယုံဆိုင်လုပ်ဖို့ဆိုလိုတာပေါ့ ။အေးဟုတ်ပါတယ်ကိုယ့်ရဲ့ပန်းနိုင်အသက်တကယ်အကျိုးရှိမဲ့အလုပ်တွေကိုဦးစားပေးလုပ်ဖို့ပေါ့။ဒီနေ့ဆက်ပြီးတော့နောက်အရေးကြီးတဲ့အပိုင်းကအလေးကျင့် habits နဲ့ဇွဲ persistence ကိုဘယ်လိုတိဆောက်မလဲဆိုတာပဲ အကျင့်ကောင်းတွေမွဲပြီးအကျင့်ဆိုးတွေဖျောက်တဲ့အပိုင်းပေါ့ ဟုတ်ပါတယ်အကျင့်ဆိုးဖြောက်ဖို့ဆိုရင်အဲ့ဒီအကျင့်ဖြစ်ဖို့စေတဲ့တန်စရာ cue အချက်ပြ routine လုပ်နေကြရာ reward ဆူလာဘက်ဆိုတာကိုတုံးသက်ဖို့သူအကြံပေးထားတယ်ဥပမာမလိုအပ်ပဲ Starbucks ကိုခဏခဏဝင်ဖြစ်နေတယ်ဆိုရင် Starbucks ဆိုင်ကိုမြင်တာ cue ဝန်ထိုင် coffee ထောက်တာ routine coffee ရတာဒါမှမဟုတ်ခဏနားရတဲ့ခံစားချက် reward ပေါ့အဲ့ဒီ routine ကိုပြောင်းဖို့ဥပမာအဲ့ဆိုင်ရှေ့ကမဖြတ်တောင်းလမ်းကြောင်းပြောင်းသွားတာမျိုးလုပ်ရမယ်ပေါ့ အကျင့်ကောင်းမွေးဖို့ကလည်းအဲ့ဒီသဘောတရားအတိုင်းပဲလား ဟုတ်ကဲ့ကောင်းတဲ့ cue ကောင်းတဲ့ routine ကိုလိုချင်တဲ့ reward ကိုဖန်တီးယူရမှာပေါ့ပြီးတော့ဇွဲရှိဖို့အတွက်သူပေးတဲ့ဥမာလေးကလည်းမှတ်သားစရာပဲဒုံးပြန်ဥမာ rocket fuel analogy လေ အော်ဟုတ်ကဲ့ဒုံးပြန်လွတ်တင်တဲ့အခါအစပိုင်းမှာကဘာဆွဲအားကိုလိုမြောက်ဖို့လောင်စာအများဆုံးသုံးရတယ် အဲ့ဒါပဲအမြင့်ရောက်ပြီးအရှင်ရောက်သွားရင်အဲ့လောက်အင်အားမလိုတော့ဘူးကိုတော့အတစ်တစ်ခုစာလုပ်တဲ့အခါအချင်းတစ်ခုမွေးတဲ့အခါမှာလေအစပိုင်းကအပန်းဆုံးအားအဆိုင်ရဆုံးပဲ ဟုတ်တယ်နော်ဒါကြောင့်ရက်လက်ကိုချက်ချင်းမမြင်ရသေးရင်တောင်ဇွဲမလျှော်ဖို့အရေးကြီးတဲ့ဆိုတဲ့သဘောပဲအချိန်ယူရမယ်ဆိုတာကိုနားလည်ထားဖို့လိုတာပေါ့ မှန်ပါတယ်ရက်လက်တွေကချက်ချင်းမလာရဘူးစာရေးဆရာ Jerry Seinfeld သုံးတဲ့ကွင်းဆက်နီးလိုမျိုးပေါ့နေတိုင်းလှုပ်ဖြစ်အောင်ကြိုးစားပြီးပြက်ခရီမှာအမှန်ချစ်လေးတွေချစ်သွားတာကွင်းဆက်မပြတ်အောင်လှုပ်ရင်းနဲ့အချင်းဖြစ်သွားရော အဲ့ဒါလဲစိတ်ဝင်စားစရာနီးလာမယ် ဟုတ်ကဲ့ဒီအချက်တွေအားလုံးကိုခြုံကြည့်လိုက်ရင်ဒီစာရေးသူပေးခြင်းတဲ့အဓိကသတင်းစကားကတော်တော်ရှင်းလင်းပါတယ်အောင်မြင်မှုဆိုတာကောင်းကောင်းလို့ရတာမျိုးမဟုတ်ဘဲနဲ့လက်တွေ့လှုပ်ဆောင်မှုတွေလို့တယ် လက်တွေလှုပ်ဆောင်မှုကိုယ့်ဘဝအပေါ်ကိုယ်တိုင်တာဝန်ယူမှုပြီးတော့မှန်ကန်တဲ့စိတ်နေတော့တာ mindset ကိုရွေးချယ်မွေးမြူမှုပေါ့စိတ်ဓာတ်ဆိုတာရွေးချယ်မှုတစ်ခုလို့သူကပြောတယ်လေ ဟုတ်ကဲ့ ပြီးတော့ခက်ခဲတွေကြုံတဲ့ထားဇွဲကောင်းကောင်းနဲ့ရင်ဆိုင်ကြော်ဖြတ်မှုအောင်မြင်မှုကိုသူများတတ်မှတ်တာမဟုတ်ပဲကိုယ်တိုင်ကဒါဟာငါ့အတွက်အောင်မြင်မှုပဲလို့တတ်မှတ်နိုင်မှုနောက်ဆုံးရေးကြည့်တာကအမားတွေအစင်မပြေမှုတွေကနေတင်ကားစယူတတ်မှုတွေအားလုံးပေါင်းဆက်ပြီးတော့မှရလာတဲ့ရလာဖြစ်တယ်ဆိုတာပဲတကယ်ကိုစဉ်းစားစရာတွေလက်တွေ့ကျင့်သုံးစရာတွေအများကြီးပဲနော်ကဲအဆုံးသတ်အနေနဲ့နားထောင်နေတဲ့သူတွေအတွက်ဒီအတွေးလေးတစ်ခုနဲ့အဆုံးသတ်ချင်ပါတယ်ခင်ဗျာကိုယ့်ရဲ့တက်တောင့်တတရာဝန်ဖြစ်နေနိုင်တဲ့အဲ့ဒီ little field ကနေထပ်ပြီးတော့ကိုယ်တိုင်တတ်မှတ်ထားတဲ့အောင်မြင်မှုအဲ့ဒီ winner field စီကိုတွားနိုင်ဖို့အတွက်ဒီနေ့ချက်ချင်းစလုပ်လို့ရမယ်TikTok တက်တောင့်တတမဖြစ်ချင်မှမဖြစ်မဲ့ဒါပေမဲ့ကိုယ့်အတွက်အရေးပါတယ်မှန်ကန်တဲ့လုပ်ငန်းတာဝန်တစ်ခုကိုမှန်ကန်လုပ်ဆောင်ခြင်းဆိုတာလေအဲ့ဒါဘာဖြစ်နိုင်မလဲဆိုတာကိုယ့်ကိုပြန်မေးကြည့်ဖို့တိုက်တွန်းချင်ပါတယ် ကောင်းမွန်တဲ့တွေးလေးပါပဲဒီနေ့ဆွေးနွေးခဲ့တာတွေကအနားထောင်သူတွေတက်တစ်ခုခုတော့အကျိုးရှိလိမ့်မယ်လို့မျှော်လင့်ပါတယ် ဟုတ်ကဲ့နားထောင်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်နောက်တစ်ချိန်ပြန်နေဆုံကြည့်ကြပါမယ်ခင်ဗျာ